နေရနဲ့သူငွေဆိုတာသုံးတတ်ရင်ခိုင်းစားလို့ရပြီမဲ့မသုံးတတ်ရင်ငွေရကိုကိုပြန်နှိပ်စက်ဘဝပါပြက်အပျော်ဆိုတာပျော်သိတဲ့အတိုင်းတာပျော်ရင်လည်းစိတ်ကိုကြည်လင်လန်းဆန်းပြီမဲ့အတိုင်းတာတစ်ခုထက်အပျော်ကျူးရင်လည်းနာမည်ပါပြက်ဘဝပါပြက်အပြုံးဆိုတာပြုံးတာနှစ်လိုပဲကောင်းပြီမဲ့သူတစ်ပါးဝမ်းနေနေချိန်ဒုက္ခရောက်နေချိန်မှာပြုံးမိရင်တော့အမုန်းခံအထင်လွဲခံနာကြီးတယ်ဆိုတာနာကြီးတာကြောင့်မခံကျင်စိတ်နဲ့ကြိုးစားအလုပ်လုပ်ရင်လေဘဝအောင်မြင်မှုတွေရရှိလာပြီမဲ့နာကြီးတဲ့အတွက်ကြောင့်ကလေးစားချီတဲ့စိတ်ထားရင်းရတယ်ပူလောင်လုပ်ငန်းဆိုတာမိမိဘာကြောင့်မအောင်မြင်ရတယ်ဆိုတာကိုဖြေရှာကြည့်မအောင်မြင်နိုင်တဲ့ကံကြမ္မာကိုအပြစ်ပုံချရင်အကျင့်ပါသွားတတ်တယ်ကံပေးပေမဲ့ညံမပါရင်ချမ်းသာဖို့နေပါလေပေးကမ်းတယ်ဆိုတာစီကမ်းတကြနဲ့စနစ်တကျပေးကမ်းတတ်ဖို့လေလို့တယ်အပေးမတတ်ရင်မိမိကိုယ်ရမှာမိမိကငပေါ်ကြီးလို့အမြောက်ကြိုက်ကြီးလို့ဖြစ်တတ်တာပြီးခံတယ်ဆိုတာလည်းတိုင်းတာတစ်ခုထိပဲကောင်းတယ်မိမိဂုံတိတ်ကထိပါလာတဲ့လုပ်ရက်တွေကိုလည်းပြုံးပြုံးလေးပြန်လဲခြေပါတတ်ဖို့လို့တယ်လဲကြတယ်ဆိုတာစိတ်သက်တော့မကြပါနဲ့စိတ်ရောလဲကြသွားပြီဆိုရင်တော့အရာအလုံးဆုံးရှုံးရကြနေတဲ့စိတ်ကိုပြန်လဲကောက်ယူနိုင်မှုလို့တယ်ချစ်သူကပြစ်ထားလို့ငိုကြည့်မနေပါနဲ့တင့်ရဲ့ဖူးစာအစစ်အမှန်မဟုတ်သေးလို့ပါလုပ်ငန်းမှာအတိုက်ခံနေရှိနေလို့စိတ်ဆိုးဒေါသထွက်မနေနဲ့တင်စူးစမ်းခြင်းရင်အောင်မြင်ဆုံးတွန်းပို့နိုင်တဲ့သူလိုပဲမှတ်ယူထားလိုက်ပါတချို့တိုက်ခံနေကြောင်လဲတင်ပို့ပြီးတော့စူးစမ်းဖြစ်တယ်လူရည်လို့ဖြစ်လာရင်ဘယ်ရာမှလဲရှုံးမပေးပါနဲ့စူးစမ်းရင်တော့အမျက်ပါပဲဗျာ